အဲ့တခြားမအောင်တဲ့သီးလေးလည်းမြုပ်စားလို့ရပါတယ် ဦးလေးမထားဘူးလားဗျာ စားပါလေစားပါလေဟောရေချိုငပိရောရှိလို့လား အိမ်မှာငါးချက်တယ်ငါးနဲ့မြစ်ခေါ်မှာပေါ့ဦးလေး ဟမ် ငါးဟင်းချက်တယ်ဒီနေ့ ဘယ်အိမ်တော့ မေးလို့ရအဲ့ကောင်ညာမအောင်လို့ပေါ့နော်တော်လူ ဟောမအောင်တာသိရပေါ့ အော်ဒီလေဝဲဖိုက်တဲ့လူကအောင်မမောင်းနိုင်ဟုတ်တယ်ဒီလေ ညောင်လေးသူကမအောင်လိုက်ရှာနေတာဟုတ် ကျွန်တော်အောင်လာလေးကြီးရတယ်ဘယ်လိုလဲ သူနောက်ထွက်တွေကများရတယ်နော်ဘူးစီက မအောင်အချီကနေခုတ်ပြီးမှသူကပြန်ဆောင်အောင် ဟိုတော့ရမှာနော်သိန်း100တော့ရမှာ100ကျော်ပေါ့ အမေကလည်းကောင်ချမ်းလာပြီးတိုင်းလာတော့တရားမနဲ့ငါလည်းမဆုံးရရဘူးညရေးလိုက်ကြတရားလာတော့ဘယ်မှာထိုးနေမနော်ဒီကောင်လေးဆိုမိုက် တာပါဘူးရိုးရိုး